ဂျိုရှွာဗန်နဲ့တက်ဆူရိုတိုင်ရာတို့နှစ်ယောက်ကြားအနိုင်ရှုံးထွက်ဘာရီကွာခြားချက်ရှိနေလေကမ္ဘာချန်ပီယံမြန်မာဖိုက်တာဗန်နဲ့ဂျပန်ကျယ်ပွင့်လူငယ်တိုင်ရာတို့က flyweight တန်းရဲ့အလားအလာရှိဆုံးလူငယ်ဖိုက်တာတွေဖြစ်ကြတဲ့အလျောက်ဒီပွဲကြည့်ရတာအတော်ကိုတန်ပါလိမ့်မယ်သူတို့နှစ်ဦးရဲ့ physical stat တွေကိုရှင်ကြည့်မယ်ဆိုရင်အသက်26နှစ်အရွယ်တက်ဆူရိုတိုင်ရာကအရက်9ပေ9လက်မနဲ့သူ့ရဲ့လက်တံအရှိကလက်မ80ရှိတာကြောင့်မို့လို့အရက်9ပေ9လက်မလက်တံအရှိ65လက်မပဲရှိတဲ့ဂျိုရှွာဗန်ထက်တိုင်ရာဘက်ကခန္ဓာကိုယ်အသာစီးရနေတာတွေ့ရပါလိမ့်မယ်အထူးသဖြင့်တိုင်ရာရဲ့9လက်မလောက်ပူရှည်နေတဲ့လက်တံအကွာအဝေးကဒါကိုအသာစီးယူပြီးတော့ထိုးတာနဲ့ခြေဆွဲပြီးတော့ချုပ်ကွက်ဖော်ရမှာအားသာချက်ဖြစ်စေနိုင်ပါတယ်တစ်ဖက်မှာလည်းဂျိုရှွာဗန်ဟာအရန်မောင်းမှာတိုင်ရာလောက်ကြီးမရှိReach ကတိုင်ရာလောက်မရှိပေမဲ့ခန္ဓာကိုယ်ကအလွန်ကိုမှကြစ်လက်ပြီးပောက်ကွဲအားကောင်းတော်မို့လို့မြန်ဆန်တဲ့လှုပ်ရှားမှုတွေအတွက်အနေထားကောင်းမှရှိနေပါသည်။ဒါဆိုရင်ပညာပိုင်းနဲ့ထိုးသက်မှုအပိုင်းမှာရောဘယ်သူဟာသာလဲ။သူတို့နှစ်ယောက်လုံးကစန့်ကျင်ဘက်အားသာချက်တွေရှိကြတဲ့သူတွေပါ။ဂျိုရှွာဗန်က striking machine လို့ခေါ်ရလောက်အောင်ပဲလက်သီးထိုးတဲ့နေရာမှာအလွန်ကိုမြန်ပြီးတော့10မိနစ်ကိုတိတာထင်ရှားတဲ့ထိုးချက်ပေါင်း8.84ချက်အထိထိုးနိုင်တဲ့ high volume striker တူပါ။နားလည်အောင်ပြောရရင်10မိနစ်အတွင်းမှာလက်သီး10ချက်ဝန်းကျင်လောက်အထိထွက်ပါသည်။တစ်ဖက်မှာတော့ဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာက submission ပညာမှာထူးချွန်တဲ့ခြေဆွဲချုပ်ကွက်သမား grappling specialist တူဖြစ်ပါသည်။သူ့ရဲ့နိုင်ပွဲ18ပွဲထဲမှာ10ပွဲကိုချုပ်ကွက်တည်နဲ့နိုင်ယူထားတာပါ။ဒါ့အပြင်တိုင်ရာဟာတပွဲချင်းစီတိုင်းမှာပြန်မြ3.12အကြိမ်အထိလဲသိမ့်နိုင်စွမ်းရှိပါသည်။ဆိုလိုချင်တာကတိုင်ရာကသူထိုးတဲ့ပွဲတိုင်းမှာဖိုက်တာတယောက်ကို3ကြိမ်လောက်အထိမြေပြင်ပေါ်ကိုဆွဲလဲချနိုင်တာပါ။ဆိုတော့ဒီနှစ်ယောက်ကြားကပွဲအဆုံးအဖြတ်ဟာဂျိုရှွာဗန်ရဲ့အကောင်းဆုံးခုခံကာကွယ်နိုင်စွမ်းနဲ့တက်ဆူရိုတိုင်ရာရဲ့ခြေဆွဲချုပ်ကွက်တီကြားမှာရှိနေပါသည်ဂျိုရှွာဗန်ကိုလည်းရှော့တွက်လို့မရပါဘူးချုပ်တာကိုကာကွယ်နိုင်စွမ်းကအားလုံးသိကြတဲ့အတိုင်းဒိတ်တောင်းတစ်ဖက်မှာ81ရာခိုင်နှုန်းတောင်ရှိနေတာမို့လို့တိုင်ရာအတွက်တော့မြေပြင်ချုပ်ကွက်ဖော်ဖို့ခက်ခဲကောင်းခက်ခဲနိုင်ပြီသူထိုးကိုထိုးရှင်ထိုးလို့ရှိရင်တော့ဂျိုရှွာဗန်ရဲ့မြန်ဆန်တဲ့လက်သီးချက်တွေကိုတိုင်ရာအနေနဲ့ဘယ်လိုမှတောင့်ခံနိုင်မှာမဟုတ်ပါဘူးတိုင်ရာကိုအကြက်ရိုက်စေမဲ့ဂျိုရှွာဗန်ရဲ့လက်သီးချက်တွေကပွဲရဲ့အဖြစ်ကောင်းဖြစ်လာနိုင်မှာပါအနိုင်ရှုံးမှတ်တမ်းကိုပြန်ကြည့်ပြန်တော့လေတိုင်ရာက18ပွဲထိုးပြီးတပွဲရှုံးထားသလိုဗန်ကလည်းပဲ16ပွဲနိုင်2ပွဲရှုံးထားလို့နှစ်ဦးစလုံးကအစင်တန်းညီတူညီမျှရှိတဲ့ထိပ်သီးအားကစားသမားတွေလို့ပြောလို့ရပါတယ်ဒီနှစ်ယောက်ရဲ့ထိပ်တိုက်ရင်ဆိုင်မှုဟာလာမယ့်မေလ10ရက်နေ့ပရိသတ်တွေအတွက်ရင်ခုန်စရာအကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပြီးစောင့်ကြည့်ကြဖို့အတွက်လည်းမမေ့ပါနဲ့